မင်္ဂလာပါမိသားစုများကျမတို့ပေါ့နော်နှလုံးကျန်းမာရေးအတွက်ကျမတို့ပေါ့နော်လေ့လာနေတဲ့အခါမှာနောက်ထပ်လေ့ကျင့်ခန်းလေးတစ်ခုကပါလဲဆိုတဲ့အခါမှာတောင်တက်ခြင်းပါပေါ့နော်ဒီ hiking တွေသွားတဲ့အခါမှာတောင်တက်တဲ့အခါမှာပေါ့နော်ကျမတို့နှလုံးကပေါ့နော်လှုပ်ခါမှုပုံစံလေးတွေကပို့ပြီးမှပေါ့နော်လောလောရတာဖြစ်တဲ့တဘာဝလေကောင်းလေတန်းလေးတွေရရတယ်ပေါ့နော်ပြီးတဲ့အခါမှာသူချွေးတွေလည်းထွက်တယ်ဒါပေမဲ့တစ်ခါတည်းမှာပေါ့နော်ကျမတို့မမေတွေဘယ်လိုပဲဖြစ်ဖြစ်အိမ်မှာနေရင်းနဲ့တကူတကပေါ့နော်တောင်ပေါ်သွားပြီးမှတောင်တက်ဖို့အတွက်ကျမတို့အခွင့်အရေးတွေမရဘူးဆိုရင်လည်းပဲကျမတို့အိမ်မှာရှိတဲ့လေကားလေးကိုပေါ့နော်အသုံးပြုခြင်းအပြင်ကျမတို့အိမ်မှာနေရင်းနဲ့တောင်တက်လို့ရတာဖြစ်ပါတယ်နော်ကျမရဲ့လေကားလေးဆိုရင်ပေါ့နော်အထစ်20လောက်ရှိတယ်ပေါ့နော်အထစ်20လောက်ရှိတဲ့အခါမှာကျမကအတက်အဆင်းပေါ့နော်အမြဲတမ်းမှာဆိုရင်တော့အနည်းဆုံး9ချိန်အတက်ဆင်း9ချိန်ဆိုရင်တော့ပေါ့နော်ကျမတို့ခြေလမ်းပေါင်းဆိုရင်တော့ကျမတို့900ကိုတက်နိုင်တဲ့လောက်ပေါ့နော်1000လောက်ဆိုရင်လည်းပဲအတက်အဆင်းပေါ့နော်တာမန်ကျမတို့ဒီလိုမျိုးလမ်းလျှောက်တာနဲ့တော့ပေါ့နော်မတူပါဘူးဒီလိုမျိုးအတက်ကလေးတွေအဆင်းလေးတွေအကြောင်းကျမနှလုံးပေါ့နော်ပို့ပြီးလှုပ်ခါမှုပေးတယ်သူ့အလုပ်တွေပို့ပေးတယ်ပေါ့နော်အကြောင်းမို့ကျမနှလုံးသားလေးပို့ပြီးတတ်မှာဖြစ်တယ်ပေါ့နော်ဒါမိသားစုတွေကိုပေါ့နော်အားပေးခြင်းနဲ့ကျမတို့မသွားနိုင်ဘူးဆိုတော့မှပေါ့နော်တချို့အိမ်ကနှစ်ထပ်ဆိုရင်တော့ကျမတို့လှေကားလေးတွေအသုံးပြုခြင်းအဖြစ်ပေါ့နော်တောင်တက်လေးခြင်းကန်လေးလည်းပဲလုပ်လို့ရတာပေါ့နော်တကယ်လို့ကိုယ့်ရဲ့အခြေအနေကိုကြည့်ပါကိုကားပေါ့နော်တောင်တက်ခြင်းနဲ့စိတ်ပေါ့နော်တခုပဲရှိတယ်ဆိုရင်ကိုယ့်ရဲ့ခြေထောက်ရဲ့အခြေအနေကိုပေါ့နော်တချို့ကျတော့အစ်စ်တွေနာတက်တယ်တချို့ကအစ်စ်တွေရောင်တက်တယ်တချို့အသက်တွေကြီးပြီးဆိုရင်တော့အဲ့ဒါမျိုးပေါ့နော်လေ့ကျင့်ခန်းတွေမလုပ်ပါနဲ့တကယ်ပဲတာမန်ပေါ့နော်လူဖြစ်တဲ့ကျမ်းမိုင်းအဖြစ်တန်ပါတယ်ပေါ့နော်အချိန်မရလို့တာပေါ့နော်ကိုကအိမ်မှာပဲတောင်တက်ခြင်းနဲ့ဆိုရင်တော့ဒီလေ့ကျင့်ခန်းလေးကိုလုပ်လို့ရတာဖြစ်တယ်တချို့ကျတော့ပေါ့နော်သူတို့ရဲ့ကျမ်းမိုင်းရဲ့အခြေအနေပေါ့ပြီးမှအတက်တွေမှာကြာရင်တော့နည်းနည်းသတိထားဖို့လိုအပ်တယ်ပေါ့ကိုယုံကြည်မှုအားနည်းတယ်ဆိုရင်တော့တောင်တက်တယ်ဆိုရင်တော့လေကားလေးတိုင်မလေးတော့နော်အဲ့လိုမျိုးတက်လို့ရပါတယ်ကိုယုံကြည်မှုပေါ့နော်ရှိဖို့အရေးကြီးတာဖြစ်တယ်အတက်တွေမှန်သမျှဆိုတော့အမြဲတမ်းအထိန်လေးကင်ပေးပါပေါ့နော်လူကတစ်ခါလေးကြာရင်မူးတတ်တယ်ခါလေးကြာရင်ပေါ့နော်တတိလက်လွတ်ဖြစ်တတ်တယ်ဒါကြောင့်မလို့ကျမတို့အတက်အစင်းလေးလုပ်တယ်ဆိုရင်တော့ကျမတို့ရဲ့ဒူးအခြေအနေလေးတွေအစစ်အခြေအနေလေးတွေကိုသိမှာပါကိုကြည့်ပါယုံကြည်မှုရှိမှပဲလုပ်ပါပေါ့နော်ဒါပေမဲ့တောင်တက်ခြင်းအားလည်းပဲကျမတို့နှလုံးအတွက်ပေါ့နော်အင်မတန်မှကောင်းတဲ့အရာလေးဖြစ်ပါတယ်နော်တကူတကကျမတို့အပြုံမသွားနိုင်ဘူးဆိုရင်တော့မှကို့မှာရှိရပေါ့နော်အိမ်မှာနှစ်ထပ်ဆိုရင်လည်းပဲနှစ်ထပ်လေကားလေးကိုသုံးလို့ရတယ်လုံးဝမှာပေါ့နော်ကျမတို့ကနှစ်ထပ်အိမ်လည်းမဟုတ်ဘူးတစ်ထပ်အိမ်လေးတွေပဲဖြစ်တယ်ရိုးအိမ်လေးတွေပဲဆိုရင်လည်းပဲပေါ့နော်လေ့ကျင့်ခန်းလေးတွေပေါ့နော်ဂျင်မှာသွားပြီးမှလည်းပေါ့နော်တောင်တက်ဆိုရရလေးနှိပ်ပြီးမှလည်းကျမတို့လေ့ကျင့်ခန်းလုပ်လို့ရတယ်နော်ကျမနိုင်ငံတက်ပြမယ်နော်ကျမတို့အများအားပေါ့နော်အတက်အစင်းလေးတွေမှာဆိုရင်နော်လေကားရန်လေးတွေကိုပေါ့နော်ညာတော့အဖြစ်ကင်တွယ်ပြီးမှပဲကျမတို့ပေါ့နော်အတက်အစင်းလှုပ်စီချင်ပါတယ်ပေါ့နော်ဒါကျမတို့ရဲ့ safety လေးပါအများအားပြောပါပြီးလေ့ကျင့်ခန်းလုပ်ပြီးဆိုတဲ့အခါမှာကျမတို့ရဲ့ဖနက်ကလေးတွေခြေလေးတွေကအင်မတန်မှအရေးကြီးပါတယ်နော်လေ့ကျင့်ခန်းလုပ်နေရင်လည်းချော်လဲတတ်တာဖြစ်တယ်လေ့ကျင့်ခန်းလုပ်နေရင်အစ်စ်တွေလိုတတ်တာဖြစ်တယ်နံပါတ်1ဘယ်အရာကိုပဲလုံးကျမအနေနဲ့အားပေးချင်တာကဖျားလက်ကိုအပ်ပါပေါ့နော်ဖျားကကျမတို့ကိုစက္ကန့်တိုင်းအချိန်တိုင်းနိုင်တိုင်းမှာသွားစောင့်ကြည့်ပြီးမှကွက်ကပေးနေတာဖြစ်ပါတယ်နော်လေ့ကျင့်ခန်းလုပ်နိုင်ဖို့အတွက်အားပေးတာကလည်းဖျားခင်ပဲဖြစ်ပါတယ်နော်ရောက်စီတိုင်းပြန်လည်တွေ့ဆုံကြမယ်နော်